အားလုံးမင်္ဂလာပါဒီနေ့ကတော့ Christmas နေ့ဆိုတော့ Christmas lighting လှလှလေးတွေကြည့်ဖို့အတွက်ညအိတ်ခီးလည်းမထွက်ချင်တာနဲ့ day trip လေး Blue Mountain ကိုသွားဖို့နှစ်ယောက်သားစီစဉ်ဖြစ်ခဲ့တယ် Christmas day မှာဆိုရင် Blue Mountain ကအရင်လှတယ်ပေါ့နော်ဒီနှစ်ကတိတ်ပြီးတော့နှင်းအရင်မကြတဲ့အတွက်ကြောင့်မလို့လမ်းတောက်လျှောက်မှာနှင်းအရင်မတွေ့ရဘူးIgloo ရောက်တာတော့နေ့ရင်တစ်နာရီလောက်ပေါ့နော်အိမ်ကနေပြီးတော့နေ့လည်စာစားပြီးတော့မှထွက်လာခဲ့ကြတာပေါ့နော်နေ့ရင်ပိုင်း Blue Mountain ရဲ့အလှကိုလည်းမြင်ကျင်တယ် Christmas light ထွန်းမဲ့အချိန်ကြရင်လည်းအရန်လှတာဆိုတော့ day view ရော night view ရောနှစ်ခုစလုံးကြည့်စင်တာကြောင့်တစ်နာရီလောက်မှပဲလာခဲ့တယ်ပေါ့နော် Hamilton ကနေသွားမယ်ဆိုရင်2နာရီကြော်လောက်ပဲမောင်းရတယ်ထင်ထားတာတဲ့ဒီနှစ်ကလူနေတယ်လို့ပြောရမယ်2023တုန်းကတစ်ခါ Christmas Day ရောက်တော့မှလူတော်များတယ်နေရာတိုင်းတပုံရရင်လူအပြည့်မပါမဖြစ်ပဲပေါ့နော်အခုကကြတော့တချို့နေရာလေးလူရှင်းတယ်ပြီးတော့နေကင်းပိုင်းလည်းဖြစ်နေတာကြောင့်မလို့ပေါ့နော်ဒါပေမဲ့ကားပတ်ကင်မှာတော့ကားရဖို့တော်တော်လေးပတ်လိုက်ရတယ်15မိနစ်လောက်ကြာသွားတယ်ပေါ့နော်ဒီနေရာလေးကတော့ resource ပေါ့နော်Igloo ကတော့ဒီမှာတစ်ခါမှမတဲဘူးနည်းနည်းဈေးများတယ်လို့ခံစားရတယ်Igloo ရဲ့နေရာနဲ့တိတ်လည်းမိုးရဲကြောင်ညအိပ်ပြီးနေဖို့မလိုအပ်ဘူးပေါ့နော်တကယ်လို့ကိုကစကီစီးမဲ့လို့ဆိုလို့ရှိရင်တော့ညအိပ်ပြီးတော့စကီစီးရပိုကောင်းတယ်ပေါ့နော်သူတို့ decoration တွေကနေ့ကင်းပိုင်းဆိုရင်တော့အရန်ကြီးအောချလာအောင်မလှအောင်ပေါ့နော်အကယ်၍ first time လာမဲ့သူဆိုရင်တော့လေလှတယ်လို့ခံစားရရင်ခံစားရမှာပေါ့နော်ဒီပေါ်လုံးလေးတွေကကြတော့ဒီနှစ်မှစင်ထားတာအရင်နှစ်တည်းကမရှိဘူးအစ်စ်အစမ်းပေါ့နော်စိတ်ထင်တာပြောရရင်တော့တစ်နှစ်မှာအစ်စ်အစမ်းလေးတစ်ခုတော့သူတို့လုပ်ပေးတဲ့သဘောမှရှိတယ်ပေါ့နော်နေ့ကင်းပိုင်းဆိုတော့လူတွေကစကီစီးရဲ့ဘက်မှာပုံများတယ်ကိုရီလိုဟိုသွားတီသွားတပ်ပုံရိုက်တဲ့လူကနေတယ်ပေါ့နော်ဒီအလုံးလေးတွေကအထဲမှာနှွေးအောင်လုပ်ပေးထားတာသူတို့ကအထဲမှာထားပြီးမုတ်စားလို့လည်းရတယ်ခဏအနှွေးခံဖို့အတွက်လုပ်ထားတဲ့သဘောမျိုးပေါ့နော်ဒါပေမဲ့တပ်ပုံရရင်တော်တော်လှတယ်လူရတဖြည်းဖြည်းနဲ့ညနေဆောင်လာလေးပုံများလာလေးပေါ့နော်စကီစီးတဲ့လူတွေကလည်းနေ့ခင်းပိုင်းအဝစီးပြည့်တဲ့အခါမှာညပိုင်းမှာ Christmas light ကို enjoy ဖို့အတွက်ဖြည်းဖြည်းနဲ့များလာတဲ့သဘောပေါ့ဒီနှစ်ကတော့စကီမစီးပြဘူးဘာဖြစ်လို့လဲဆိုတော့day trip ပဲလာတဲ့အတွက်ကြောင့်မလို့စကီစီးပြီးတော့ပြန်မောင်းသွားရင်အရင်ပြင်မှန်းမှာပေါ့နော်အဲဒါကြောင့်မလို့စကီစီးမဲ့အစီအစဉ်မပါဘူးပေါ့နော်ညနေဆောင်ရောက်လာတာနဲ့မီးလင်းအောင်လေးကစပြီးမြင်ရပြီပေါ့နော်ညပိုင်းမှာကျတော့လူတွေကတိတိတတ်တာများလာတယ်ကားပတ်ကင်ကလည်းစလာတော့ထပ်ပို့ပြီးတော့ကျက်လာတယ်လို့ခံစားရတယ်မှာတော့ကားပတ်ကင်အပြင်ဘက်လမ်းဘေးတွေမှာတော့စီပြီးရက်နေကြတယ်ကြည့်ရတာကညပိုင်း Christmas light ကိုအဲ့ချိန်ကြမှာလာကြည့်ကြရဲပေါ့နော်ဒီအနာဝန်းကျင်မှာတဲကြတဲ့သူတွေလည်းညကြမှာထွက်လာကြတဲ့သဘောမျိုးပေါ့နော်
light တွေကနေ့ကင်းကကြည့်တော့တိတ်ပြီးတော့ထူးခြားတယ်လို့မထင်ရပါဘူးမီးထွန်းလိုက်တဲ့အချိန်မှာတော်တော်လှတယ်လို့ခံစားရတယ်ပေါ့နော်ဒီအလုံးလေးတွေဆိုရင်နေ့ကင်းတော့ကြာအဖြူလေးတွေပဲဆိုတော့တိတ်လှရဲလို့မထင်ရဘူးဒါပေမဲ့အခုကျတော့တော်တော်လေးလှတယ်အရောင်လေးတွေစုံနေရပေါ့နော်ပြီးတော့ Christmas light ကြည့်မယ်ဆိုလို့ရှိရင်အရန်မှောင်နေတဲ့အချိန်မှာကြည့်ရင်ကြတော့ကင်မရာထဲမှာရှုခင်းကိုရိုက်ရင်တော့လှတယ်ပေါ့နော်လူရိုက်မယ်ဆိုလူရမဲမဲဖြစ်သွားတဲ့အကြောင်းမလို့အလေးလေးနည်းနည်းရှိတဲ့အချိန်မှာရိုက်တင်တယ်အဲ့ဒါကြောင့်မို့ဗီဒီယိုကတော့4နာရီကျော်5နာရီအရန်မမောင်ခင်လေးမှာပြန်ထွက်ပြီးတော့နောက်တစ်ပတ်ထပ်ပတ်တယ်အေးလို့တိတ်မရှိဘူးလို့ထင်ပေမဲ့လည်းကိုလိုသူလိုလမ်းပြော်တွေများတဲ့အတွက်ကြောင့်မလို့မိထွန်းလာနဲ့အများလူတွေတဖြည်းဖြည်းများလာတယ်စကီစီးရဲ့အဖွဲကလည်းတသက်ရှိတယ်သူတို့ကလည်းစီးနေတော့မယ်မီးတွေထွန်းနေတဲ့အထိကိုစီးနေကြတော့မယ်အပျော်ဆုံးကတော့ကလေးတွေပေါ့နော်ကလေးတွေကတော့အေးမမသိပြေးလွှားစော်စားပြီးပျော်နေကြတာပေါ့အဲ့မှာတွေ့ရတာကဓာတ်ပုံရိုက်တဲ့အဖွဲကတသက်စကီစီးရဲ့အဖွဲကတသက်ပြေးစောတဲ့တစ်ဖွဲကတသက်မုတ်ဆိုင်နေမှာတန်းစီတဲ့အဖွဲတတ်တတ်နဲ့အဖွဲလိုက်တွေပေါ့နော်သူဝါနာတွေ့ရအဖွဲလိုက်တွေရှိကြတယ်အဂရီကတော့ဓာတ်ပေါ်ရိုက်တဲ့အဖွဲရပါခရစ်စမတ်ရာသီမှာ Christmas light လှလှလေးတွေကိုအလကားကြည့်လို့ရတဲ့ outdoor space ကြည့်ခြင်းနေရာတစ်ခုပေါ့နော် Blue Mountain မှာက summer ကော fall ကော winter ကော3ရာသီလုံးလှတယ်သူ့လာနဲ့သူရှိရပေါ့နော် Christmas မှာဆိုလို့ရှိရင်တော့ light တွေလောက်ထားတဲ့ကြောင့်မို့ lighting ကြိုက်တဲ့သူတွေအတွက်ဆိုရင် Christmas သွားလိုက်တဲ့နေရာလေးတစ်ခုပေါ့နော်agree ကတော့ Christmas ဆိုလို့ရှိရင်ဘလောက်ပဲအေးအဲ့လို Christmas light တွေကိုလိုက်ကြည့်ရသဘောကျတယ်ပြီးတော့ခီးဝေးလည်းမသွားခြင်းတဲ့အတွက်ကြောင့်မလို့ဒီနှစ်ကတော့ Christmas day လေးကို Blue Mountain မှာပဲ enjoy လုပ်ခဲ့ပါတယ်Blue Mountain Village ကကျဲဆိုပေမဲ့နှစ်ပတ်လောက်ပဲစိတ်တိုင်းစားဓာတ်ပုံလေးဗီဒီယိုတွေအများကြီးရောက်ပြီးတဲ့အခါမှာတော့9နာရီလောက်မှပြန်လာခဲ့ပေါ့နော်
ကတော့ဒီလောက်ပါပဲဒါကတော့2025 Christmas မှာ enjoy လုပ်ခဲ့တဲ့ video လေးပါနောက် video မှာပြန်လည်ဆုံတွေ့ကြမယ်နော် See ya